ဟုတ်ပြီ verb အာအောယောဟေယောတနည်း verb အာယောအောယော verb တယ်ဆိုတဲ့ဟာလေးရဲ့ grammar လေးပြောင်းပုံပြောင်းနည်းလေးကိုသိချရသွားတယ်ဆိုလို့ရှိရင်အခုဆက်ပြီးတော့တင်မဲ့ဒီဟာတွေလည်းတူတူပဲအကုန်လုံးတူတူပဲရသွားလိမ့်မယ်ပေါ့နော်ဟုတ်ပြီရှေ့တော့က verb ခြေရဒီမှာတော့အတူပဲရေးတော့တယ်မြန်မာလိုရေးရတာနည်းနည်းရှည်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော် verb ဒီမှာအာအောဆောဆိုပြီးတော့ရေးထားတယ်တကယ်တော့ verb အာဆောအောဆောပေါ့အဲ့ဒီဟာရှည်ရေးမယ်ဆိုရင် verb အာအောယောဟေပြီးတော့မှဆောဆိုတာလာရမှာပေါ့အဲ့တော့အတူတူပဲဗာလဲဆိုတော့ verb အာအောယောဟေယို verb တယ်ဆိုတဲ့ဟာလေးလိုပဲပုံစံပြောင်းရမှာယိုဆိုတဲ့နေရာလေးမှာဘာဖြစ်သွားလဲဆိုတော့ဆောဆိုပြီးဖြစ်သွားတာပဲကွာသွားတယ်အဲ့တော့ဒါကတော့ဒီမှာအတူကောက်ရေးထားတဲ့ဟာလေးထည့်ပေးထားတယ်ပေါ့ verb အာအောဆောအဓိပ္ပာယ်လေးကနှစ်ခုရတယ် verb လို့ verb တာကြောင့်ဆိုတာရယ် verb ပြီးတော့ဆိုတာရယ်အဲ့တော့ verb ပြီးတော့ဆိုလို့ရှိရင်တော့ verb ကိုဆိုပြီးတော့ခုနကတင်လိုက်တဲ့ verb ကို verb ပြီးတော့ဆိုတဲ့ဟာနဲ့တော့တူသွားတာပေါ့အဲ့တော့အဲ့လိုတွေတူပြီးသွားတော့ခါကြတော့ဘယ်လိုမျိုးအသေးစိတ်တွေမှာဘယ်လိုတွေကွဲပြားတယ်ဆိုတာကတော့ခြေခုနကရှေ့တော့ကပြောထားသလိုပဲမွန်ပေါ် BQ လို့ခေါ်တဲ့တရားနိုင်ရှင်ချက်ကလေးနဲ့တက်တက်ထပ်ပြီးတော့ဗီဒီယိုတွေလုပ်ပြီးတော့အဲ့ဒီတစ်ပိုင်းကိုတက်တက်သွားပြပါမယ်ဟုတ်ပြီအဲ့ဒီနေရာမှာတော့မှတ်ထားပါမယ် verb အာအောဆောသို့မဟုတ် verb အာအောယောဟေဆောဆိုတာဟာအဓိပ္ပာယ်ဟာနှစ်ခုရတယ် verb လို့ဘတ်တာကြောင့်တူတူပဲ verb လို့ဘတ်တာကြောင့်ဆိုရင်အပေါ်မှာသင်ခဲ့တဲ့ verb နီကာဆိုတဲ့အဓိပ္ပာယ်နဲ့လည်းတူသေးတယ်ကွာခြားချက်တွေပြီးမှတက်တက်လာမယ်ပြီးရင် verb ပြီးတော့ဆိုတဲ့အဓိပ္ပာယ်လည်းရတယ်ပေါ့ကဲဟုတ်ပြီအဲဒီတော့ဒီဟာမှာကတော့ပုံတင်နည်းဟာအာအောဆိုတာလေးတွေ့ပြီးဆိုတာနဲ့တင်ကိုအောငါခုနငါတို့တွေစီတော့ကတီးခဲ့တဲ့အတိုင်းခြေတို့တွေတီးခဲ့တဲ့အတိုင်းပြောခဲ့တဲ့အတိုင်းပါလေ verb အာအောယောဟေယိုဆိုတဲ့အာအောယောဆိုတဲ့ဟဲဆိုတဲ့ဟာလေးတွေ့ပြီးဆိုတာနဲ့အာအောတော့မဟုတ်အာအောယောဟေဆိုတာလေးတွေ့ပြီးဆိုတာနဲ့အဲ့ဒီပုံတင်နည်း၅ခုကိုရရင်ကျွန်းကျွန်းရရင်ရပြီလို့မှတ်ထားလိုက်ပါအတူတူပဲကိုဘာလို့လဲဆိုတော့ကြည့်လိုက်မယ် OR နဲ့ဆုံးရင်အာဆောအသက်မပါတဲ့ E နဲ့ဆုံးရင်ရောဆောဒီမှာသုံးထားတာချက်အတူပဲရေးထားရတယ်နော်မပါ E ဆိုတာကအသက်မပါတဲ့ E နဲ့ဆုံးရင်ရောဆောဟာနဲ့ဆုံးရင်ဟဲဆောကျန်တာနဲ့ဆုံးရင်အောဆောအသက်မပါတဲ့အောအသက်မပါတဲ့ယောအသက်မပါတဲ့အသက်မပါတဲ့အဲနဲ့ဆုံးနေရင်ပြောင်းစရာမလိုဘူးစောတန်ကတ်ဟုတ်ပြီအဲ့တော့ကြည့်မယ်အိုဒါလာဒီဆိုရင်ဝါဆောလာလို့လာပြီးတော့ကာတာသွားသည်ဆိုရင်ဂါဆောသွားလို့သွားပြီးတော့ပုတ်တာရွေးသည်ထုတ်သည်နှုတ်သည်ဆိုရင်ပိုပါဆောရွေးတာကြောင့်ရွေးပြီးတော့ခြားတာရှာဖွေသည်တွေ့ရှိသည်ခြားဆောရှာဖွေလို့တွေ့ရှိလို့ရှာဖွေပြီးတော့တွေ့ရှိပြီးတော့ဒီလိုပုံစံမျိုးတွေဖြစ်သွားတယ်အသေးစိတ်ပြောင်းပုံပြောင်းနည်းလေးကတော့ခြေယူတော့ကအသေးစိတ်ကြကြနာပြောထားခဲ့ပြီးဒါတစ်ပိုင်းထဲမှာရင်ကိုအုပ်စုတစ်ခုချင်းစီထဲမှာရင်ကိုအသေးစိတ်ပြောင်းသွားပုံလေးတွေကပ်ပုံလေးတွေလာပြီးပြောထားပြီးသားဖြစ်တဲ့ကြောင့်မို့လို့ဒီနေရာမှာခြေတို့အလွယ်ပဲအမြန်ပဲသွားပါတော့မယ်ပြီးရင်ပါလို့ဆိုတော့ခါကြတော့အာအောယောဟေယိုဆိုတဲ့ရိုးပုံစံပြောင်းတော့ကအာအောယောဟေပြောင်းပုံပြောင်းနည်းရဲ့ပုံတင်နည်းကိုတိချလေးရခဲ့ရင်ဒါတွေလည်းတောင်းလျှောက်အကုန်လုံးအတူတူပဲအတိုင်းနေပဲရိုးနေရာမှာဆောပြောင်းသွားတာပဲရှိတယ်ဟုတ်ပြီမရှိတာတောက်တီမာလျှော့စောတောက်လို့တောက်တာကြောင့်ဒါမှမဟုတ်တောက်ပြီးတော့ယိုရီဟာတာဟင်ချက်တီဟာနဲ့ဆုံးလို့ဟဲစောပြောင်းနေယိုရီဟဲစောဟင်ချက်လို့ဟင်ချက်တာကြောင့်တနည်းဟင်ချက်ပြီးတော့ကျန်တာနဲ့ဆုံးလေအော်စောစစ်တာနဲ့ဆုံးတော့စောစောမောတာနဲ့ဆုံးနေမောကောစောဂျူတာပြီးဒီကျန်ပါလေကျန်တာနဲ့ဆုံးတာပဲမို့လို့ဂျောစောနောက်တစ်ခုရွှီတာနာယူဒီကျန်တာနဲ့ဆုံးတာပဲမို့လို့ရွှီရောစောနောက်တစ်ခုအကြမ်းမပါတဲ့အော်ရောအေးဆိုတော့ဒီမှာစောတာစောစောခောတာခောစောဘုံနေတာဘုံနေစောမဲတာမဲစောဒါပါပဲတခုချင်းစီပြောင်းသွားပုံလေးတွေကဟုတ်ပြီအဲ့ဒီအတိုင်းပဲ verb အာအောဂျူတာ verb ပြီးသည်ဆိုတဲ့ဥစ္စာလေးတူတူပဲအရှိရေးမယ်ဆိုရင် verb အာအောယောဟဲဂျူတာဆိုတာဖြစ်မယ် verb ပြီးသည်အဲ့တော့သူကလည်းတူတူပဲဘာဖြစ်မှာလဲO အာနဲ့ဆုံးနေရင်ဘာဖြစ်မှာလဲအာသို့မဟုတ်ဒီအာဂျူတာအတမပါတဲ့ E နဲ့ဆုံးရင်ယောဂျူတာအာနဲ့ဆုံးရင်ဟဲဂျူတာကျန်တာနဲ့ဆုံးရင်အောဂျူတာအတမပါတဲ့အော
ယောနဲ့ဆိုရင်ပြောင်းစရာမလိုဘူးဘာပဲတန်ကတ်မယ်ဂျူတာတန်ကတ်မယ်ဟုတ်ပြီပြန်ပြောပါမယ် Fabulous R O ဂျူတာအရှိပြောချင်တော့ Fabulous R O ယောဟဲဂျူတာအဒီဘက်ကပတ်ပြီးသည်အဲ့တော့ OR နဲ့ဆိုရင်အာဂျူတာအဲ့တော့ O တာလာသည်ဆိုရင်ဝါဂျူတာလာပေးသည်ပုတ်တာရွေးသည်ထုတ်သည်နှုတ်သည်ဆိုရင်ပိုပါဂျူတာရွေးပေးသည်ထုတ်ပေးသည်နှုတ်ပေးသည်ဟုတ်ပြီဂါတာဆိုရင်ဂါဂျူတာတွားပေးသည်ချတ်တာဆိုရင်ခြားခြားဂျူတာရှာဖွေပေးသည်ဟုတ်ပြီအတမပါတဲ့ဤနဲ့ဆိုရင်ဆိုတော့မရှိတာတောက်သည်ဆိုရင်မာရှောဂျူတာတောက်ပေးသည်ယိုရီဟာတာဟင်းချက်သည်ဆိုရင်ယိုရီဟဲဂျူတာဟာနဲ့ဆုံးလို့ဟင်းချက်ပေးသည်ကျန်တာနဲ့ဆုံးရင်ဆိုတော့စစ်တာဆိုရင်စောဂျူတာရေးပေးသည်အဲ့ဒါကမော်တာဆိုရင်မော်ကောဂျူတာစားပေးသည်အဲ့ဒါကရွှီတာအနာယူသည်ရွှီရောဂျူတာအနာယူပေးသည်အဲ့ဒါကဂျူတာပေးသည်ဂျောဂျူတာပေးပေးသည်ဘာကူတာလဲဒီပြောင်းသည်ဘာကောဂျူတာလဲပေးသည်ပြောင်းပေးသည်အဲ့ဒါကအတမပါတဲ့အော်ရောဆိုတော့စောတာမတရက်သည်စောဂျူတာမတရက်ပေးသည်အဲ့ဒါကဘိုးနေတာကုံဆုံးသည်ပေးပို့သည်ဘိုးနေဂျူတာပေးပို့ပေးသည်အဲ့ဒါကမဲတာမဲဂျူတာတိုင်းပေးသည်လွယ်ပေးသည်အဲ့ဒါကခေါ်တာဖွင့်သည်ခေါ်ဂျူတာဖွင့်ပေးသည်ဒါမျိုးတွေပဲပြောင်းသွားလိမ့်မယ်ဟုတ်ပြီအဲ့တော့တစ်ချက်ရှိတဲ့ဒီနေရာမှာတော့ဘာလို့ဆိုတော့ဒီနေရာမှာဘာတွေပဲရှိသေးလုံးဆိုတော့ဒီဆိုတာအားလေးနဲ့ပဲဆုံးနေသေးတယ်ကိုရီးယားမှာဒါဆိုပြီးတော့ပေးသည်ဆိုတဲ့ဂျူတာအော်ရောဟဲဂျူတာဆိုတဲ့လိုမျိုးမူရင်းဖက်တွေပေါ့မူရင်းဖက်တွေနဲ့အရေးမှာရောအပြောမှာရောတုံလို့မရဘူးအတွက်ကြောင့်မို့လို့ဒီတွေကိုထပ်ပြီးတော့မှပြောင်းပြီးသွားပြီဆိုတော့မှเนาะဂါဂျူတာတွေမော်ကောဂျူတာတွေပြောင်းပြီးသွားပြီဆိုတော့မှဂါဂျူတာတွားပေးသည်လို့နောက်တစ်ခုကျန်တာနဲ့ဆုံးလို့အော်ဂျူတာမော်ကောဂျူတာစားပေးသည်ဆိုတာတွေပြောင်းပြီးသွားပြီဆိုတော့မှဒါတွေကိုဖြုတ်မယ်ဒီနဲ့ဆုံးလို့မရလို့ယူပုံစံထပ်ပြောင်းမယ်ဆိုရင်ကျန်တာနဲ့ဆုံးရင်ပါရမယ်အော်ယူအဲ့တော့မော်ဂါဂျောယူတွားပေးတယ်ကျန်တာနဲ့ဆုံးလို့အော်ယူမော်ကောဂျောယူစားပေးတယ်ဟုတ်ပြီအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်ဂါဂျူမော်ကောဂျူဒါတွေကိုဖြုတ်လိုက်တယ်တဲဆုံးတဲ့မဆုံးခြင်းမူပါတယ်ဆုံးတဲ့တော့ခြင်းနေဆိုရင်တော့ Fabulous မီတာစမီတာအတမပါလို့မီတာလာမယ်ဂါဂျူမီတာတွားပေးပါတယ်ဆိုတာဖြစ်မယ်မော်ကောဂျူမီတာစားပေးပါတယ်ဆိုတာမျိုးဖြစ်သွားမယ်ဒီလိုမျိုးတော့အဆုံးသက်တွေကိုတော့ဒီဆိုတဲ့ဒါနဲ့ဆုံးလို့တော့မရဘူးတဲဆိုတဲ့အဆုံးသက်နဲ့တုံးခြင်းတုံးနဲ့ပါတယ်ဆိုတဲ့အဆုံးသက်နဲ့တုံးခြင်းတုံးပေးရတယ်ပေါ့ဟုတ်ပြီအဲ့တော့တူပဲပုံစံတူလေးတွေမို့လို့ချေတောက်လျှောက်ပဲတစ်ခါတည်းပဲသွားလိုက်တော့မယ်အောက်မှာလည်းဒါကြီးအချိန်လေးကြာသွားမှာဆိုတဲ့အတွက်ကြောင့်မို့လို့မရေးပြတော့ပါဘူးအာအော်လို့မြင်လိုက်ပြီးဆိုတာနဲ့ဘာပဲလဲဟိုဟာနဲ့ဆုံးရင်အာအတမပါတဲ့ဤနဲ့ဆုံးရင်ယောဟာနဲ့ဆုံးရင်ဟဲကျန်တာနဲ့ဆုံးရင်အော်ဆိုတဲ့ပုံသင်ဒီတိုင်းပဲသွားပါမယ်သူကဘူတာဆိုရင်ဒါမှဘူတာလိုက်ပေါ့ယူနေရာတွေစောနေရာတွေဂျူတာနေရာတွေမှာဘူတာဖြစ်သွားပြီပေါ့ဘွတ်တာဆိုရင်လည်းယူနေရာတွေစောနေရာတွေဂျူတာတွေနေရာတွေမှာဖြစ်သွားမယ်ဘွတ်တာဆိုတာလေးဖြစ်သွားမယ်ပေါ့ဟုတ်ပြီအဲ့တော့ Fabulous R O ဘူတာဆိုရင်ကျတော့ပတ်ကြည့်ဒီကိစ္စတစ်ခုကိုဘာလို့လဲဆိုတော့စမ်းတက်လှုပ်ဆောင်ကြည့်ရမျိုးဒီမှာတောင်းတာပေါ့သွားသည်ဆိုရင်သွားကြည့်သည်စားသည်ဆိုရင်စားကြည့်သည်ဘလို့နေလဲဘလို့ဖြစ်လဲဆိုတာကိုသိဖို့အတွက်စမ်းတက်ပြီးတော့လှုပ်ဆောင်ကြည့်ရလို့အခါမျိုးမှာတုံးတဲ့အာအောဟဲအာအောယောဟဲဘူတာဖတ်ကြည့်သည်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့အဲ့ဒီဘူတာဆိုတာလေးကိုခြေတော့ဘူတာမဟုတ်တော့ဘဲနဲ့ဘတ်တာဆိုပြီးတော့ဒါကိုဗတ်တူပြောင်းသွားတယ်လို့ခေါ်တယ်ပေါ့အဲ့တော့ဗတ်တူဖြစ်သွားပြီဗတ်တူနဲ့တုံလိုက်ပြီဘူတာရဲ့ဗတ်တူနဲ့တုံလိုက်တော့ဘတ်တာဆိုတာလေးဖြစ်သွားပြီဆိုရင်ကြတော့ဘတ်ဖူးဒီဆိုတာဖြစ်သွားတယ်အဲ့တော့ဂါတာသွားသည်ဂါဘတ်တာဆိုရင်သွားဘူးဒီမောတာစားသည်မောကောဘတ်တာစားဘူးဒီဆိုတာမျိုးဖြစ်သွားတယ်ပေါ့ဟုတ်ပြီအဲ့တော့တိထားရမှာကတော့ဗာလဲဆိုလို့ရှိရင် OR နဲ့ဆုံးရင်အာဘူတာပတိဒီဘူတာမဟုတ်တော့ဘဲနဲ့ဘွတ်တာဖြစ်သွားမယ်ဆိုရင်တော့ဘတ်ဖူးဒီ
အတမပါတဲ့ဤနဲ့ဆုံးရင်ရောဘူတာဘွတ်တာဟာနဲ့ဆုံးရင်ဟဲဘူတာဘွတ်တာနောက်တစ်ခုကျန်တာနဲ့ဆုံးနေဆိုရင်အော်ဘူတာဘွတ်တာဟုတ်ပြီအတမပါတဲ့အော်ရောဒီနဲ့ဆုံးနေတယ်ဆိုရင်တော့ပြောင်းစရာမလိုဘူးဘူတာဘွတ်တာပဲတစ်ခါတည်းလိုက်ကပ်မယ်ပေါ့ဟုတ်ပြီအဓိပ္ပာယ်ကတော့ဘူတာနဲ့သုံးမယ်ဆိုရင်ဘက်ကြည့်သည်သွားကြည့်သည်လာကြည့်သည်ဘတ်တာနဲ့သုံးမယ်ဆိုရင်တော့သွားဘူးသည်စားဘူးသည်လာဘူးသည်ဒီလိုဖြစ်သွားပါမယ်ဟုတ်ပြီဘက်ပလက်အာအောထောက်ချောက်ချဲတရားလေးတွေကိုပဲတခါလေးစုပေးထားတယ်အာအောမြင်တာနဲ့ဗာပဲလဲအိုဟာနဲ့ဆုံးရင်အာအောယူနေရမှာအခုတော့သူကယာဆိုတော့ယာလိုက်ရပြီပေါ့အတမပါတဲ့ဤနဲ့ဆုံးရင်ရောယာဟာနဲ့ဆုံးရင်ဟဲယာကျန်တာနဲ့ဆုံးရင်အောယာအတမပါတဲ့အောရောနဲ့ဆုံးရင်ပြောင်းစရာမလိုဘူးယာပဲတန်ကတ်မယ်ပေါ့အဓိပ္ပာယ်ကတော့ဘတ်မှတာဘတ်ပါမှအဲ့တော့ဂါတာသွားသည်ဆိုရင်ဂါယာသွားမှအိုတာလာသည်ဆိုရင်ဝါယာလာမှတာလာပါမှမရှိတာတောက်သည်ဆိုလို့ရှိရင်မလျှော်ယာတောက်ပါမှဟုတ်ပြီအဲ့တော့ကိုယူရီဟာတာဟာနဲ့ဆုံးလို့ဟဲယာယူရီဟဲယာဟင်းချက်ပါမှနောက်တစ်ခုကျန်တာနဲ့ဆုံးနေဆိုတော့ဂျူတာလေးသုံးကြည့်လိုက်မယ်ပေါ့အဲ့တော့အော်ယာဂျောယာပေမတာပေပါမှဒီလိုပုံစံမျိုးလေးတွေပေါ့နောက်တစ်ခုအာအောပဲအဲ့တော့အာအောဒိုအိုဟာနဲ့ဆုံးရင်အာဒိုအတမပါတဲ့ဤနဲ့ဆုံးရင်ရောဒိုဟာနဲ့ဆုံးရင်ဟဲဒိုကျန်တာနဲ့ဆုံးရင်အောဒိုအတမပါတဲ့အော်ရောနဲ့ဆုံးရင်ပြောင်းစရာမလိုဘူးဒိုပဲတန်ကတ်မယ်အဓိပ္ပာယ်ကနှစ်ခုရတဲ့ verb ရင်တောင်းဆွဲလို့အဓိပ္ပာယ် verb လေးပဲဆိုတဲ့အဓိပ္ပာယ်ဟိုနောက်တစ်ခုဂါတိုးသွားရင်တောင်းအခုသွားရင်တောင်းမမီတော့ဘူးအခုမှစားရင်လေအခုမှစားရင်တောင်းမရတော့ဘူးဒီလိုပုံစံလိုမျိုးတွေပေါ့နောက်တစ်ခု verb လေးပဲဆိုလို့ရှိရင်ကျတော့အခုသွားလဲပဲရတယ်အခုသွားလဲရသေးတယ်အခုသွားလဲမရတော့ဘူးဘာပဲတုံတုံရတယ်ပေါ့နော်အနောက်မှာအဲ့တော့ဒါလေးစားလဲပဲရလားဒီဟာလေးစားလို့ရောရလားဒီလိုပုံစံမျိုးတွေမှာတုံနေလေပဲဆိုတဲ့ van နဲ့တုံတဲ့ van လေးပဲစားလဲပဲရတယ်စားရင်တောင်ရတယ်စားလဲပဲမရဘူးစားရင်တောင်မရဘူးဒီလိုပုံစံလိုမျိုးတွေမှာတုံနေပေါ့ဟုတ်ပြီနောက်တစ်ခုကတော့ verb တွေကို verb to ပြောင်းတာ verb to ပြောင်းပြီဆိုလို့ရှိရင်လည်းအတူတူပါပဲအော်တာအော်ဆိုတာတွေ့ပြီးဆိုတာနဲ့ကိုပုံစံကအတူတူပါပဲအိုနဲ့ဆုံးနေတယ်ဆိုရင်အတာမခံထားတဲ့အတာလေးရဲ့ခံထားတဲ့အတာလေးရဲ့ပေါ့အတမပါတဲ့ဤနဲ့ဆုံးရင်ယောတာဟာနဲ့ဆုံးရင်ဟက်တာကျန်တာနဲ့ဆုံးရင်အော်တာမခံထားတဲ့အော်တာလေးရောခံထားတဲ့အော်တာလေးရောပေါ့ဟုတ်ပြီအတမပါတဲ့အော်ရောနဲ့ဆုံးရင်တော့ပြောင်းစရာမလိုဘူးအဲ့ဒီအော်ရောဒီမှာပဲဗာလေးသွားကတ်လိုက်မှလေးဆိုတော့စအတက်ကလေးတွေသွားကတ်လိုက်မယ်အဲ့တော့ညစီထဲမှာမြင်အောင်သွားအောင်အော်ယော့တာဟုတ်ပြီနော်တကယ်ကတော့အော်တာယော့တာတာပေါ့ဟုတ်ပြီနော်ပြောချင်တာကတော့အတမပါတဲ့အော်ရောနဲ့ဆိုရင်ပြောင်းစရာမလိုဘူးအဲ့ဒီအော်ရောဒီမှာပဲစတက်ကလေးသွားတက်တယ်စတက်တာဆိုပြီးတော့ပဲလုပ်လိုက်တယ်ဟုတ်ပြီအဓိပ္ပာယ်ကတော့ဘက်ခဲသည်သွားသည်ဆိုရင်သွားခဲ့သည်ဟုတ်ပြီဂါတာသွားသည်ဆိုရင်အိုအားနဲ့ဆုံးတာမို့လို့အတာ
အဲ့တော့အာကအာပဲဆိုတော့ကတာတွားခဲ့သည်အိုတာလာသည်အိုနဲ့ဆုံးတာမို့လို့အတာဆိုတော့ဝတ်တာလာခဲ့သည်အတက်ဒီပါနေတယ်ဆိုလို့ရှိရင်တော့ဘာလို့မှလဲအခမ်းထားတဲ့ဟာလေးနဲ့ပေါ့ပုတ်တာဆိုလို့ရှိရင်အတက်ပါနေတဲ့အတွက်ကြောင့်မို့လို့ဒီအတာလေးလာတော့ပုတ်ပတ်တာရွေခဲ့သည်ထုတ်ခဲ့သည်နှုတ်ခဲ့သည်ချက်တာဆိုလို့ရှိရင်လည်းအတက်ပါနေတဲ့အတွက်ကြောင့်မို့လို့အခမ်းထားတဲ့အတာချက်တာရှာထွေးခဲ့သည်ရှာဖွေခဲ့သည်ဒါမျိုးပေါ့မရှိတာဆိုလို့ရှိရင်ဘာဖြစ်သွားမှာလဲအတက်မပါတဲ့ဤနဲ့ဆုံးတာမို့လို့ရော့တာမရှော့တာတောက်ခဲ့သည်ယူရီဟာတာဆိုရင်ယူရီဟစ်တာဒီလိုမျိုးဖြစ်သွားမယ်ပေါ့နော်ကဲဟုတ်ပြီအဲ့ဒါကတော့ဗာလဲဆိုတော့ဘက်ခဲဒီဟုတ်ပြီအဲ့ဒီတော့အခုဒီဥစ္စာတွေအကုန်လုံးဟာဘာတွေပဲရှိသေးလဲဆိုရင်ဒီတွေပဲရှိသေးတယ်ကိုရီးယားမှာဒါတွေနဲ့စကားပြောမှာရောအရေးသားမှာရောမတုံးပါဘူးအဲ့တော့ဘာလို့ရမှာလဲဘက်ခဲတဲဆိုတာဖြစ်အောင်လုပ်ရအောင်မယ်ဘက်ခဲပါတယ်ဆိုတာဖြစ်အောင်လုပ်ရအောင်မယ်ဟုတ်ပြီဘက်ခဲတဲဆိုလို့ရှိရင်တဲဆိုတဲ့အဆုံးသတ်ဟာပါလဲသင်ခဲ့တဲ့ဘက်ပလက်အာဝရောဟေယူဒါဘက်တဲအဲ့တော့ဒီမှာဘက်တူပြောင်းထားတဲ့ဟာကိုတဲပြောင်းတော့မယ်ဆိုရင်ဘက်ပလက်အာရောဟေယူတစ်ခေါက်ပြန်လိုက်ရမှာပေါ့ဟုတ်ပြီအဲ့တော့မှတ်ထားရမှာကပါလဲဆိုလို့ရှိရင်ရှေ့တို့ဟာဘက်တူပြောင်းပြီးသွားပြီဆိုရင်ဘက်တူဖြစ်နေပြီဆိုရင်အဲ့တော့လိုက်ပြီးတော့မှတ်ရမှာဘယ်လိုမှတ်မလဲဆိုလို့ရှိရင်ဟုတ်ပြီဘတ်တူဖြစ်သွားပြီဆိုရင်ဘတ်တူဆိုတာအခုလိုမျိုးပေါ့နော်အတာဟတာယတာဟတာဆိုပြီးတော့ဖြစ်သွားပြီဆိုရင်ဘတ်တူကိုတဲဆိုတဲ့အဆုံးသက်ပြမှုအတွက်လိုက်စရာဒီဟာတစ်လုံးပဲရှိတယ်။အော်ယိုပဲရှိတယ်။အတိတ်ပဲဘတ်ခဲတယ်။ဟုတ်ပြီဘတ်တူဖြစ်နေပြီဆိုရင်ပါတယ်ဆိုတဲ့အဆုံးသက်လိုက်ဖို့အတွက်လည်းဒီတစ်ခုပဲရှိတယ်။မီတာစင်မီတာမှာအသက်တွေပဲအများနဲ့ပါနေမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စင်မီတာပဲလိုက်မယ်အတိတ်ပဲကတော့ဘတ်ခဲပါတယ်ဟုတ်ပြီအဲ့တော့အခုဒီမှာဆိုရင်ဂတ်တာတွားခဲ့သည်ဘတ်တူဖြစ်သွားပြီဘတ်တူဖြစ်သွားပြီဆိုရင်တဲဆိုတဲ့အဆုံးသက်လိုက်ဖို့အတွက်ဘာပဲရှိတော့လဲအော်ယိုတစ်လုံးပဲရှိတယ်ကျန်တဲ့ဘက်ပလက်အာအော်ယိုဟေယိုတွေမှာထပ်ပြီးတော့ပုံစံလေးတွေပြန်ထပ်ပြီးတော့ဆိုပြီးတော့တွဲပြီးသုံးနေစရာမလိုဘူးဟိုဟာနဲ့ဆုံးရင်အာယိုဆိုတာတွေပြန်သွားသုံးစရာမလိုဘူးဘာဖြစ်နေလို့လဲဘတ်တူဖြစ်သွားပြီမို့လို့ဘတ်တူအတွက်ဆိုရင်လည်းအာယိုအော်ယိုမှာသုံးစရာလိုက်စရာဆိုလို့အဲ့ဒီအော်ယိုတစ်ခုပဲရှိတယ်ဘတ်တူသားဖြစ်နေပြီဆိုရင်မီတာစင်မီတာမှာလည်းသုံးစရာစင်မီတာတစ်ခုပဲရှိတော့တယ်ဒါလေးတိကျလေးဆွဲနေအောင်မှတ်ထားရမယ်ဟုတ်ပြီအဲ့တော့ဂတ်တာတွားခဲ့သည်ဆိုလို့ရှိရင်ဘာဖြစ်သွားမှာလဲဒါကိုဖြုတ်တဲ့အော်ယိုလိုက်တော့ဂတ်ဆော်ယိုတွားခဲ့တယ်ဝတ်တာလာခဲ့သည်ဒါကိုဖြုတ်မယ်အော်ယိုလိုက်မယ်ဝါဆော်ယိုလာခဲ့တယ်ပိုပါတာရွေးခဲ့သည်ထုတ်ခဲ့သည်နှုတ်ခဲ့သည်ဒါကိုဖြုတ်တဲ့အော်ယိုလိုက်တဲ့ပိုပါဆော်ယိုရွေးခဲ့တယ်ထုတ်ခဲ့တယ်နှုတ်ခဲ့တယ်ချာချာတာဒါကိုဖြုတ်ပြီးအော်ယိုလိုက်မယ်ဘာလို့လဲဘတ်တူဖြစ်သွားပြီမို့လို့ချာချာဆော်ယိုရှာဖွေခဲ့တယ်ရှာတွေ့ခဲ့တယ်မရှော့တာတောက်ခဲ့သည်ဒါကိုဖြုတ်တဲ့အော်ယိုလိုက်တဲ့မရှော့ဆော်ယိုတောက်ခဲ့တယ်ဟုတ်ပြီခြေတော့ရိုးမလိုက်ချင်ဘူးတဲမလိုက်ချင်ဘူးဆိုရင်တော့ဘာတွေပဲလိုက်မယ်စင်မီတာတွေပဲလိုက်မယ်ပေါ့ဂတ်တာတွားသည်ဒါကိုဖြုတ်တဲ့စင်မီတာပဲလိုက်တော့ကစင်မီတာတွားခဲ့ပါတယ်ဝါစင်မီတာလာခဲ့ပါတယ်ပူဘစင်မီတာရွေခဲ့ပါတယ်ထုတ်ခဲ့ပါတယ်နှုတ်ခဲ့ပါတယ်ချက်ချက်စင်မီတာရှာတွေ့ခဲ့ပါတယ်ရှာဖွေခဲ့ပါတယ်မရှော့စင်မီတာတောက်ခဲ့ပါတယ်ဆိုတာမျိုးဖြစ်သွားပါမယ်ဟုတ်ပြီခြေတော့နောက်ထပ်တရားလေးတစ်ခုကိုမတွားခင်မှာအဲ့ဒီတရားလေးကိုတွားဖို့အတွက်ဆိုရင်ဒီအပိုင်းလေးကိုတည်မှရမယ် verb ကလေးတွေကရိယာလေးတွေကိုအမျိုးအစားခွဲတာပေါ့ဘယ်လိုမျိုးစားခွဲတာလဲဆိုလို့ရှိရင် action verb AV ဆိုပြီးတော့အတူကောက်ရေးလိုက်မယ် quality verb QV ဆိုပြီးတော့အတူကောက်ရေးလိုက်မယ်အဲ့တော့ action verb ဆိုတာကတော့ခြေတို့ကလှူရှားမှုပြကရိယာဆိုပြီးတော့ပဲမြန်မာလိုအလွယ်ပြန်နေပေါ့တကယ်တမ်းကတော့လှူရှားမှုပြကရိယာလှုပ်ဆောင်မှုပြကရိယာဖြစ်စဉ်ပြလုပ်ငန်းစဉ်ကိုပြတဲ့ကရိယာကိုဘာလို့ခေါ်လဲဆိုရင် action verb လို့ခေါ်တယ်ပေါ့ဟုတ်ပြီနောက်တစ်ခုခံစားမှုပြကရိယာအရေးသွေးကိုပြတဲ့ကရိယာပင်ကိုယ်သဘောတတိတွေကိုပြတဲ့ကရိယာတွေကို quality verb QV လို့ခေါ်တယ်ပေါ့
အဲ့ဒါလေးကိုတည်ထားဖို့လိုတယ်ဟုတ်ပြီအဲ့တော့ခြေတို့ကတော့အမြန်ပဲ action verb အလွယ်ပဲပေါ့နော် action verb quality verb ဆိုပြီးခေါ်မယ်ပေါ့အဲ့တော့ action verb ဆိုလို့ရှိရင်ဘာကိုခေါ်လဲလှုပ်ရှားမှုပြကရိယာဆိုပြီးမြန်မာလိုပြောပြီးဆိုလို့ရှိရင်တခုတည်းကိုပဲခြေတို့ထုတ်ပြီးတော့ပြောတတ်လိရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါအလွယ်ပြောတာပါတည်ထားရမှာကတော့လှုပ်ရှားမှုကိုပြတဲ့ကရိယာလှုပ်ဆောင်မှုတွေကိုပြတဲ့ကရိယာဖြစ်စဉ်လုပ်ငန်းစဉ်တွေကိုပြတဲ့ကရိယာတွေကိုခေါ်တယ်နောက်တစ်ခုကခံစားမှုပြကရိယာဆိုပြီးတော့ပဲအလွယ်ပြောတတ်တယ်ပေါ့နော်ဒါပေမဲ့လို့ခံစားမှုကိုပြတဲ့ဟာရောအရည်သွေးကိုပြတဲ့ကရိယာတွေရောပင်ကိုယ်သဘောတတိတွေကိုပြတဲ့ကရိယာတွေကိုရောတခုတည်းပေါင်းပြီးတော့လောက်ထားပါတယ်ပေါ့ခွဲထားတယ်ပေါ့နော်အဲ့လိုအပိုင်းတစ်ပိုင်းခွဲထားတယ်ဟုတ်ပြီအဲ့တော့ action verb လို့ခေါ်တဲ့ AV ပေါ့လှုပ်ရှားမှုပြကရိယာတွေထဲမှာပါတဲ့ဟာလေးတွေကိုဥပမာတချို့ထည့်ပေးထားတယ်ဂါတာသွားသည်မော့တာစားသည်ဂျာတာအိတ်သည်အန်တာထိုင်သည်ဟာတာလှုပ်သည်ယိုရီဟာတာဟင်းချက်သည်စားရငါတာချစ်သည်ကြိုဝါဟာတာသဘောကြသည်ရှိရောဟာတာသဘောမကြသည်မကြိုက်သည်မနစ်သက်သည်ပေါ့ဟုတ်ပြီအဲ့တော့ဘာလို့ဒါလေးတွေကိုဥမာလေးနဲ့ထည့်ပြပေးနေရတာလဲဆိုတော့ကျုပ်တွေပုံမှန်အတိုင်းပဲလှုပ်ရှားမှုလှုပ်ဆောင်မှုဆိုတဲ့ဥစ္စာတွေထဲမှာသွားတီစားတီသွားတီလာတီစားတီတောက်တီအိတ်တီထိုင်တီရက်တီတခုခုကိုလှုပ်တီဆွဲလိုဟာတွေကလှုပ်ရှားမှုပြလှုပ်ဆောင်မှုပြဆိုတာဒီမြန်မာဒီကျောင်းသားကျောင်းသူတွေရဲ့ခေါင်းထဲမှာတစ်ခါလေးတန်းပြီးတော့ရောက်တယ်ဒါပေမဲ့ဘာလေးကြလို့ရှင်ကြဖြစ်သွားတယ်ဆိုတော့အခုလိုမျိုးချစ်တီတို့ကြိုက်တီတို့မုန်းတီတို့ဆွဲလိုဟာမျိုးတွေပေါ့နော်ဒီမကြိုက်တီတို့ဆိုရဒီစားရငါတာဂျိုဝါဟာတာရှိရောဟာတာဆိုရဲလိုဟာလေးတွေဒီဟာလေးတွေကြတော့မြန်မာတွေကကြတော့ကြိုက်တာကြီးချစ်တာတွေကခံစားမှုမဟုတ်ဘူးလားဆိုပြီးတော့ဒီဘက်ကခံစားမှုပြတဲ့ quality verb တွေမဟုတ်ဘူးလားဆိုပြီးတော့မှားသွားတတ်တယ်ဟုတ်ပြီကိုရီးယားမှာကြတဲ့အတိုင်းကကိုရီးယားရဲ့ပုံစံကမြန်မာနဲ့ဘာသာစကားချင်းကဓာတ်ရိုက်ကြီးကြမနေဘူးအဲ့တော့ယူပုံယူနည်းအယူဆတွေကလည်းဓာတ်ရိုက်ကြီးတော့မကြနေဘူးပေါ့ဟုတ်ပြီအဲ့တော့ကိုရီးယားတွေမှာကစားရငါတာချစ်တီဆိုတဲ့ဒီကရိယာလေးတစ်ခုဟာစိတ်ထဲကခံစားချက်ချစ်မိခြင်းသဘောကျမိခြင်းဆိုတဲ့ခံစားချက်တင်မကဘဲနဲ့စိတ်ထဲကခံစားချက်သဘောကျခြင်းဆိုတဲ့မေတ္တာရှိခြင်းဆိုတဲ့ခံစားချက်ရောအဲ့ဒီခံစားချက်ပေါ်မှာမူတည်ပြီးတော့ပါဇက်ကပြောလိုက်တဲ့ချစ်ချောင်းကြိုက်ချောင်းစကားတွေပြောပုံတွေရောပြောတာတွေရောချစ်တယ်ဆိုတဲ့ခံစားချက်ကြောင့်မို့လို့ဒီတယောက်ပေါ်မှာလုပ်ပေးတဲ့စောင့်ရှောက်မှုတွေဂရုစိုက်မှုတွေဒါတွေရောအဲ့ဒီလိုလုပ်ငန်းစဉ်ဖြစ်စဉ်ကြီးတစ်ခုလုံးကိုဘာလို့ခေါ်တာလဲဆိုတော့စားရငါတာဆိုပြီးတော့ပေါင်းပြီးတော့ခေါ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့စားရငါတာဆိုတာရင်ထဲကခံစားချက်ကလေးတစ်ခုတည်းတည်းမဟုတ်ဘူးပေါ့ရင်ထဲကခံစားချက်ကလေးတွေကိုပြောတာလေးတွေကတော့ဘာတွေရှိတော့ဆိုတော့ဒီဘက်မှာလည်းပါတယ်ဂျူတာကြိုက်တီရှူတာမကြိုက်တီဆိုတဲ့လိုဟာမျိုးပေါ့အဲ့ဒါလေးတွေကတော့ရှင်တွေကခံစားချက်ကိုပြောတဲ့စက်သုံးလေးတွေစကားလုံးလေးတွေပေါ့ကရိယာလေးတွေပေါ့အဲ့တော့သူတို့တွေကတော့ဟုတ်တယ်ခံစားချက်ပြကရိယာလေးဖြစ်သွားတဲ့အတွက်ကြောင့်မို့ quality verb ထဲမှာပါသွားတယ်ဒါပေမဲ့စားရငါတာဆိုတာကတော့ခံစားချက်ကလေးရိုးရိုးလေးတွေကိုပြတာမဟုတ်ဘဲနဲ့သူကကြတော့ဘာလဲဆိုတော့ဖြစ်စဉ်ကိုပြတာဖြစ်စဉ်ကိုပြတဲ့ကရိယာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူဟာ action verb ထဲမှာပါပါတယ်အဲ့တော့ဂျိုသာဆိုတဲ့ဥစ္စာတွေရှိသာဆိုတဲ့ဟာလေးတွေက quality verb ပါခံစားချက်ကိုပြတာပါအဲ့ဒီခံစားချက်ကိုပြတဲ့ဟာကိုဗာလဲဆိုတော့ခြေတို့တွေက verb လက်အာအောယောဟေဟာတာဆိုပြီးတော့ပြောလိုက်ပြီဆိုလို့ရှိရင်အဲ့ဒါနဲ့ပေါင်းလိုက်ပြီဆိုလို့ရှိရင်ဒီ verb တွေကကြတော့ဘာဖြစ်သွားလဲဆိုတော့ action verb ဖြစ်သွားတယ်။ဘာလေးကိုလဲဆိုတော့ quality verb တွေကိုဘာ quality verb တွေလဲခံစားချက်ပြတဲ့ quality verb တွေကိုအော်ရောဟဲဟာတာဆိုတဲ့ပုံစံပေါင်းလိုက်ပြီဆိုရင် action verb ဖြစ်သွားတယ်။အဲ့အတွက်ကြောင့်မို့လို့ဒီဘက်ကဂျူသာဆိုတဲ့ဒီဘက်ကဂျူသာဆိုတဲ့ခံစားချက်ပြကြိုက်တီဆိုတဲ့ဟာလေးကိုအော်ရောဟဲဟာတာလေးနဲ့ပေါင်းပြီးတော့ဂျိုဝါဟာတာဆိုပြီးတော့ဖြစ်သွားလိုက်တော့အဲ့ဒါဟာ action verb ဖြစ်သွားတယ်ဖြစ်စဉ်ကိုပြောတာဖြစ်သွားတယ်ပေါ့ကြိုက်တယ်ဆိုတဲ့ခံစားချက်ကလေးတွေမဟုတ်တော့ဘဲနဲ့အဲ့ဒီကြိုက်တယ်ဆိုတဲ့ခံစားချက်ရဲ့ဖြစ်စဉ်တစ်ခုလုံးကြီးပါသွားတယ်ဂျိုဝါဟာတာဆိုတာဖြစ်သွားတယ်ရှိတာဆိုတဲ့ဥစ္စာလေးဟာ quality verb အဲ့ဒီရှိတာကိုအော်ရောဟဲဟာတာဆိုတဲ့ grammar လေးနဲ့ပေါင်းပြီးဖြစ်လာတယ်ရှိတော့ဟာတာဆိုတာကြတော့လေ action verb ဖြစ်သွားတယ်ဟုတ်ပြီဒါလေးကဒီတစ်ပိုင်းကဒီလိုလေးသိထားရမယ်ပေါ့ခံစားချက်ပြထားတဲ့ quality verb တွေကိုအော်ရောဟဲဟာတာနဲ့ပေါင်းလို့ဖြစ်လာတဲ့ action verb စားရငါတာဆိုတဲ့ဥစ္စာလေးကတော့ဖြစ်စဉ်ကိုပြတဲ့ကရိယာဖြစ်နေတဲ့အတွက်ကြောင့်မို့လို့သူကဘာဖြစ်သွားလဲ action verb ဖြစ်နေဟုတ်ပြီ
အဲ့တော့ဒါတပိုင်း action verb အကြောင်း quality verb ဆိုတဲ့ဟာလေးဒီမှာဆိုရင်ကြည့်မယ် keep တာပျော်ရွှင်သည်ဘာပဲလဲဆိုတော့ခံစားချက်ပြလဲအတွက်ကြောင့် quality verb ပါနောက်တစ်ခုရေပတာလှသည်ဒါပင်ကိုသဘောတတိလေးတွေပြတာပေါ့လှသည်မလှသည်ဆိုတဲ့ဟာလေးတွေချုပ်တာဆိုလို့ရှိရင်လည်းဘာလဲဆိုတော့ပင်ကိုသဘောတတိလို့လည်းပြောလို့ရတယ်လို့အေးသွေးလို့လည်းပြောလို့ရတယ်ပေါ့အေးဒီပြတာလို့ရှိရင် smip တာဆက်သည်မန်းတာများသည်ချုပ်တာဘာလဲဆိုတော့ကျင်းဒီအဲဒီလိုမျိုးမန်းထားလို့ဆိုလို့ရှိရင်အကြီးသွေးပြပေါ့များလားနေလားပေါ့နော်ဒီလိုဟာမျိုးတွေပြီးရင်ခတာကြီးဒီကျူထားကြိုက်ဒီကောင်းဒီရှေးထားမကြိုက်ဒီသဘောမကျသေးပေါ့အဲဒီလိုဟာမျိုးလေးတွေကဘာလို့ခေါ်လဲဆိုရင် quality verb လို့ခေါ်တယ်ဟုတ်ပြီအဲ့တော့ quality verb လေးတွေကမြန်မာလူလေးကိုဒီအချက်ကလေး၃ချက်ကိုပါအောင်မှတ်ထားနိုင်တယ်ဆိုလို့ရှိရင်ကိုဒီကရိယာလေးတစ်ခုကိုဘာသာလေးပြန်ချက်လိုက်လို့သူ့ရဲ့အဓိပ္ပာယ်လေးဟာဘာဒီလုံးခံစားချက်ကိုပြနေတာလားအည်သွေးပြနေတာလားပင်ကိုယ်သဘောတတိကိုပြနေတာလားဒါဆိုရင် quality verb ထဲမှာထည့်မယ်လွယ်တယ် action verb ဆိုရင်လှုပ်ရှားမှုပြနေလားလှုပ်ဆောင်မှုပြနေလားဖြစ်စဉ်ကိုပြနေလားဒါဆိုရင် action verb ထဲမှာထည့်မယ်အဲ့ထဲမှာထူးခြားချက်ကလေးအနေနဲ့စာရာငါတာဆိုတဲ့ဥစ္စာလေးကိုမမေ့စေနဲ့ပေါ့နော်ပေထဲမှာပါတယ်ဖြစ်စဉ်ပြတာမို့လို့ action verb ထဲမှာပါတယ်ချိုဝါဟာတာရှီရိုဟာတာလိုမျိုးခံစားမှုကိုပြတဲ့ကရိယာတွေကိုအော်ရောဟေဟာတာပေါင်းထားတဲ့ဟာတွေဖြစ်သွားပြီဆိုရင်လည်းဘာဖြစ်သွားမှာလဲဆိုတော့ action verb ထဲမှာပါသွားမယ်ဒါလေးသိထားရင်ရပါပြီဟုတ်ပြီအဲ့တော့ဒီဟာလေးသိထားပြီးမှသွားလို့ရမယ် grammar လေးဒါလေးဟာဘာလဲဆိုတော့ verb တွေကိုကရိယာတွေကိုနာမဝိသေသနာပြောင်းတာပေါ့ verb တွေကို adjective ပြောင်းတာပေါ့ဟုတ်ပြီအဲ့တော့ verb တဲ့ပြောင်းပြောင်းနေရခြေတို့က၃ခုပြောပြီးသွားမှာပါ verb တဲ့တခါတလေကျရင် verb နေတဲ့လို့လဲဒီ grammar လေးကိုပြန်လို့ရတယ်နောက်တစ်ခုကတော့ verb ခဲ့တဲ့နောက်တစ်ခု verb မဲ့ဒါတွေအကုန်လုံးဟာကရိယာနေပြီးတော့နာမဝိသေသနာကိုပြောင်းပြလိုက်တာပဲမြန်မာလို့ဆိုတဲ့တို့ဒေါ်တို့ပုံစံကိုပြောင်းပြတာပဲပေါ့နော်အဲ့တော့အဲ့လိုမျိုးပြောင်းပြီဆိုလို့ရှိရင်ကကြတော့ပစ္စုပန်ကိုပြောင်းတာလားအတိတ်ပုံစံကိုပြောင်းတာလားအနာဂတ်ပုံစံကိုပြောင်းတာလားဆိုပြီးတော့၃မျိုး꿰ထားတယ်꿰သွားမယ်ပေါ့အဲ့တော့အခုဒီညမှာတော့ပစ္စုပန်ကိုပြောတယ်ဘတ်တဲ့ဘန်နေတဲ့ဆိုတဲ့ပစ္စုပန်ကိုပြောင်းတယ်နာမဝိသေသနာအပြောင်းလေးကိုကြည့်မယ်ပေါ့အဲ့တော့ပြောင်းတဲ့အလူ grammar လေးကိုကြည့်မယ်ဆိုရင်အရင်ဆုံးကိုပါခွဲရလဲ action verb quality verb ကိုခွဲရတယ်အဲ့တော့ခုနကအပေါ်မှာရှင်းလာခဲ့ပြီ action verb ဆိုရင်ဘယ်လိုဟာတွေ action verb ခေါ်တယ်ဘယ်လိုဟာတွေကို quality verb ခေါ်တယ်ဆိုတာပြောခဲ့ပြီဟုတ်ပြီအဲ့တော့တကယ်လို့ကိုတွေးလိုက်လို့ပြောင်းရတော့မဲ့ဘတ်တဲ့သို့မဟုတ်ဘတ်နေတဲ့ဆိုတဲ့ဘတ်ကိုပြောင်းရတော့မဲ့စလုံးလေးကိုတွေးလာပြီဆိုရင်ဘာသာပြန်ကြည့်လိုက်မယ်လှုပ်ရှားမှုလှုပ်ဆောင်မှုဖြစ်စဉ်တွေကိုပြနေတာဆိုရင်ဒါဟာ action verb ပေါ့ခံစားမှုတွေအည်သွေးတွေတတိတွေကိုပြနေတာဆိုလို့ရှိရင်ဒါဟာ quality verb ပေါ့ဟုတ်ပြီအဲ့တော့အဲ့လို action verb quality verb ခွဲပြီးသွားပြီဆိုတော့မှတဲ့နေတဲ့ပြောင်းတော့မယ်ဆိုရင် action verb ဖြစ်နေပြီဆိုရင်နံလာရပါတယ်action verb တော့ quality verb တော့မခွဲတော့ဘဲနဲ့စလုံးတစ်ခုဟာဣတာဆိုတဲ့စကားလုံးလေး opta ဆိုတဲ့စကားလုံးလေးနဲ့အဆုံးသတ်ကိုတက်နေပြီဆိုရင်လည်းနံလာရပါတယ်ပြောချင်တာကတော့ဒီမှာလည်းပါတယ်ဣတာရိုးရိုးလေးပဲရှိသည်ဆိုတဲ့လိုဟာမျိုးဂျယ်မီဣတာစိတ်ဝင်စားစရာကောင်းသည်ဆိုတဲ့လိုဟာမျိုး opta မရှိသည်ဆိုတဲ့လိုဟာမျိုး matopta မဆိုတာအရာတာ opta ဆိုတာမရှိသည်ဒါပေမဲ့ masopta လို့အတန်တော်မဖတ်ဘူးပေါ့နော်ဘာဖြစ်မလဲဆို matopta ဆိုပြီးတော့အတန်တော်ဖတ်မယ် matopta အဲ့တော့ဒီလို matopta ဆိုတဲ့အရာတာမရှိသည်ဆိုတဲ့လိုဟာမျိုးဘာတွေနဲ့ဆုံးတာလဲ opta တွေနဲ့ဆုံးတာမျိုးဣတာတွေနဲ့အဆုံးသတ်တွေကဆုံးနေတာမျိုးပေါ့ဒီလိုဗန်မျိုးတွေဖြစ်လာပြီဆိုလို့ရှိရင်လည်းဇေရိုကပါပဲလိုက်မလဲဆိုလို့ရှိရင်နံပဲလိုက်မယ်ဟုတ်ပြီအဲ့တော့ action verb ဖြစ်နေတဲ့ဂါတာသွားသည်ဒါကိုဖြုတ်တယ်အထက်ပါလားမပါလားတွေ cue ဆိုင်ကြမလို့နံလိုက်မယ်ဂါတာသွားသည်ဂါနန်းဆိုရင်သွားတယ်မော့တာစားသည်မော်နန်းဆိုရင်စားတယ်စာရာငါတာချစ်သည်အရှင်ဘတ်မို့လို့စာရာငါနဲ့ချစ်တဲ့ဣတာရှိသည်ဤ om နဲ့ဆုံးနေလို့ကိုအရှင်ဘတ် quality ဘတ်ခွဲနေကြမလို့တော့ဘူးအင်းနဲ့ရှိတဲ့ဂျယ်မီဣတာဤနဲ့ဆုံးနေလို့ကိုဂျယ်မီအင်းနဲ့ opta om နဲ့ဆုံးနေလို့ကို om နဲ့မရှိတဲ့matopta အရာတာမရှိသည် om နဲ့ဆုံးနေလို့ကို matom နဲ့အရာတာမရှိတဲ့ဆိုပြီးဖြစ်သွားတယ်ဟုတ်ပြီ quality verb တွေ quality verb တွေကြတော့အသက်ပါရင်အင်းကိုတုံးပြီးတော့အသက်မပါရင်နာအသက်ကလေးကိုတုံးရပါတယ် keep တာပြောသည်အသက်မပါဘူးဒါ quality verb တွေမှတည်ထားရမယ်ပေါ့နော် keep တာအသက်မပါတဲ့ကြောင့်မို့လို့နည်းတုံးထားတယ် keep ပြောတယ်
ကျူသားကောင်းဒီကြိုက်ဒီအတပါလို့တုံထားတယ်ကျူကောင်းတဲ့ကြိုက်တဲ့ခတာအတမပိုင်တဲ့ကြောင့်မို့လို့နာတက်တုံထားတယ်ခွန်ကြီးတဲ့ဇတ်တာဒီအတပါလို့တုံထားတယ်ဇာခွန်ဒီတဲ့ဟုတ်ပြီအဲ့တော့ဒါဟာဘတ်တဲ့တခါလေဆိုရင်တော့ဘတ်နေတယ်ဆိုပြီးတော့ပြန်လို့ရတယ် grammar လေးပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ဘတ်ခဲ့တဲ့ဆိုလို့ရှိရင်ကြတော့ action verb မှာပဲဘတ်ခဲ့တဲ့ဆိုတာက3နေပေါ့ဟုတ်ပြီအဲ့တော့ action verb မှာအသက်ပါနေပြီဆိုရင်အသက်မပါဘူးဆိုရင်နာအဲ့တော့ဘတ်နေတဲ့တုန်းကကြတော့ action verb ဟာနင်းပဲဘတ်ခဲ့တဲ့ကြတော့ action verb ဟာနာဆိုတာဖြစ်သွားတယ်။ ita opta နဲ့ဆုံးတဲ့ဟာတွေကြလို့ရှိရင်တော့လေဒါကဒီနာတွေနဲ့တွဲသုံးလို့မရဘူး။နောက်တစ်ခု quality verb တွေမှာလည်းဘတ်ခဲတယ်ဆိုတာမျိုးပြောင်းသုံးလို့မရဘူး။အဲ့ဒါဆိုရင် ita opta နဲ့ဆုံးနေတဲ့ဟာတွေဆုံးနေတဲ့ verb တွေ quality verb တွေဖြစ်နေပြီဆိုရင်ခဲတယ်ဆိုတဲ့အဓိပ္ပာယ်သုံးလို့မရဘူးလားဆိုတော့မဟုတ်ဘူးရတယ်။ဇေယျတွေရှေ့မှာတော့ကတင်လာခဲ့တဲ့ don ဆိုတဲ့ကရိယာလေးရှေ့မှာတော့ကတင်လာခဲ့ဒါနဲ့သုံးပါပေါ့အဲ့တော့ဘယ်လိုကမှလဲ iton ရှိခဲ့တဲ့ juton ကြိုက်ခဲ့တဲ့ဒါကတော့ ita opta နဲ့ဆုံးတဲ့ verb တွေကိုခဲတဲ့အဓိပ္ပာယ်နဲ့သုံးချင်တာဒါကတော့ quality verb တွေကိုပတ်ခဲ့တဲ့ဆိုတာနဲ့သုံးချင်တာ juton ကောင်းခဲ့တဲ့ဟုတ်ပြီအဲ့တော့ဒီမှာသုံးလို့ရနေတာပတ်ခဲ့တဲ့ဆိုပြီးသုံးလို့ရတယ်ဟာလေးကတော့ action verb မှာအတပါရဲ့အတမပါရဲ့နာဂါတာတွားဒီအတမပါလို့နာထုံထားတယ်gan ဆိုတော့တွားခဲ့တဲ့အဲ့တော့တိထားရမှာက action verb ကြီးဖြစ်နေရဲ့ဒါနဲ့ဂါနန်းဆိုရင်တွားတဲ့တွားနေတဲ့ဖြစ်မှာဖြစ်ပြီးတော့ action verb ဂါတာကနေလာပြီးတော့ gan ဆိုရင်တွားခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမှာပါမော်တာစားဒီအတပါနေတဲ့ကြောင့်မို့လို့အန်တုံတော့မော်ကန်စားခဲ့တယ်အဲ့တော့မတ်တာဆိုတဲ့အရှင်ဘတ်ကိုပဲနန်းသုံးထားတယ်ဆိုရင်မော်နန်းဆိုရင်စားနေတယ်ဖြစ်မှာဖြစ်ပြီးတော့မော်ကန်ဆိုရင်စားခဲ့တယ်ဆိုတာဖြစ်သွားမှာပါဟုတ်ပြီစားရငါတာချစ်တီစားရန်ခန်းအတမပါလို့ဆိုတော့ချစ်ခဲ့တယ်အဲ့တော့စားရန်ဟာနန်းဆိုရင်ချစ်နေတယ်ဖြစ်မှာဖြစ်ပြီးစားရန်ခန်းဆိုရင်ချစ်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ရသွားမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်မဲ့ဆိုတဲ့ grammar လေးပေါ့ verb ဆိုတဲ့ grammar လေးသုံးတော့မယ်ဆိုလို့ရှိရင်ကတော့ action verb မှာလည်းသုံးလို့ရတယ် ita opta နဲ့ဆုံးတဲ့ verb မှာလည်းသုံးလို့ရတယ် quality verb မှာလည်းသုံးလို့ရတယ်အကုန်လုံးကအသက်ပါရင်ကိုသုံးမှာဖြစ်ပြီးတော့အသက်မပါရင်ရာကိုသုံးမှာပေါ့ရာသက်ဖြစ်နေလေရာကိုရာသက်ပဲလာမယ်ပေါ့ဟုတ်ပြီအဲ့တော့ action verb မှာလည်းအတပါရင်ရာita opta နဲ့ဆုံးတဲ့ဘက်ဒီမှာလည်းရာဒါကတော့အတပါရင်ရာကိုလုံးနေစရာမလိုတော့ဘူးเนาะဒီညမှာချေပုံတင်လေးမို့လို့ထည့်ပေးတာဒါထည့်ပေးလိုက်တာ eat up နဲ့ဆုံးနေပါပြီဆိုမှတော့သူတို့မှာအသက်တွေကပါနေပြီဒါဖြစ်တဲ့ကြောင့်မို့လို့ပဲလိုက်တော့မယ်ပေါ့နော်အဲ့ဒါပါအဲ့ဒါက quality verb ဆိုရင်လည်းအတပါရင်အတမပါရင်ရာအကုန်လုံးအတူတူပဲဘာ verb ပဲနေအတပါရင်အတမပါရင်ရာဆိုတာလေးသုံးလိုက်ပြီဆိုတာနဲ့အဓိပ္ပာယ်ဟာဘယ်လိုသွားမလဲဆိုရင် verb မဲ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်ဟုတ်ပြီအဲ့တော့ဂါတာအတမပါလို့ gar သွားမယ်မော်တာအတပါလို့မော်ဂ်စာမယ်စာရငါတာအတမပါလို့စာရငါစမယ်မရှိတာအရာတာရှိသည်မရှိစရအရာတာရှိမဲ့မာတော့တာအရာတာမရှိသည်မာတော့စရအရာတာမရှိမဲ့မဲ့လို့လည်းတုံလို့ရတော့တခါလေးကြရင်တော့လည်းဘလောက်မဲ့ဆိုပြီးလောက်ကလေးရောပါထည့်လို့ရတယ်ပေါ့နော်အရာတာရှိလောက်မဲ့အရာတာမရှိလောက်မဲ့ဒီလိုမျိုးလေးလည်းတုံလို့ရတယ်ဟုတ်ပြီ quality verb လေးကြည့်မယ်ခတာအတမပါလို့ရာတာတုံနဲ့ခရကြည့်မယ်မန်တာအတပါလို့တုံနဲ့မန်နများတဲ့ညာမဲ့များလောက်မဲ့ယေပတာယေပလာမဲ့လာပါမဲ့ဂျူတာဂျူကောင်းမဲ့ကောင်းလောက်မဲ့ဟုတ်ပါပြီ